မင်္ဂလာပါဒီနေ့မှာတော့အများသူကအစိတ်ရှိတယ်လို့ထင်နေကြပေမဲ့တကယ်တမ်းကျတော့လုံးဝအန္တရာယ်မရှိအစိတ်မရှိပဲလှပတဲ့မွေမျိုးစိတ်တစ်မျိုးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ငန်းဆောင်မွေလို့ခေါ်ကြတယ် Copper Headed Trigger Snake ပဲဖြစ်ပါတယ်မြန်မာပြည်မှာဒီမွေကိုတွေ့ရင်အစိတ်ရှိတယ်လို့ထင်ပြီးကြောက်လန့်တကြားတက်ဖြတ်ဖြစ်တတ်ကြတာများပါတယ်ဒါဟာလုံးဝမှားယွင်းတဲ့အယူအဆပါ။ငန်းဆောင်မွေဟာအစိတ်မရှိတဲ့မွေမျိုးစိတ်ဖြစ်ပါတယ်။လူတွေရဲ့အသက်အန္တရာယ်ကိုလုံးဝမချိန်ချနိုင်ပါဘူး။သူတို့ရဲ့လှပတဲ့ခန္ဓာကိုယ်အယောင်သွေးအထူးသဖြင့်ခေါင်းပိုင်းကကျင်းနီအောင်နဲ့တောက်ပတဲ့မျက်လုံးတွေကြောင့်လူများစိတ်ဝင်စားရှိကြပေမယ့်အစိတ်ရှိမွေတွေနဲ့မှားယွင်းတတ်ကြပါတယ်။ဒီနေ့ဗီဒီယိုမှာငန်းဆောင်မွေဟာဘာကြောင့်အစိတ်မရှိတာလဲ။သူ့ကိုတွေ့ရင်ဘာကြောင့်မကြောက်သင့်လဲဆိုတာကိုအဓိကထားပြီးရှင်းပြပေးသွားပါမယ်။ငန်းဆောင်မွေကိုဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာကြည့်ရအောင်။သူတို့ရဲ့တိတာထင်ရှားတဲ့လက္ခဏာရက်တွေကတော့ပုံမှန်အားဖြင့်4ပေကနေ6ပေအထိရှည်လျားပါတယ်။အကောင်ကြီးတွေဆိုရင်ပိုပြီးရှည်နိုင်ပါတယ်။သူတို့အရွယ်စားကြီးပေမဲ့လုံးဝအန္တရာယ်မရှိပါဘူး။ခန္ဓာကိုယ်အပေါ်ပိုင်းကအညိုဖြော့ဖြော့ကနေအညိုရင့်ရောင်အထိရှိတတ်ပါတယ်။ငယ်တုန်းကဆိုပိုပြီးတောက်ပါပြီးအကောင်ကြီးလာတာနဲ့အမျှအယောင်ကမှိန်သွားတတ်ပါတယ်။ခေါင်းပိုင်းကကျင်းနီအောင်သို့မဟုတ်လိမ္မော်ရောင်တန်းနေပြီးမျက်လုံးသားတစ်ဝိုက်မှာအမဲရောင်အစင်းရောင်3ခုထင်ထင်ရှားရှားပါရှိတတ်ပါတယ်။ခန္ဓာကိုယ်မှာအမဲရောင်ကန့်လန့်ပြတ်အစင်းချောင်းတွေပါရှိပါတယ်။ဒီအစင်းချောင်းတွေကလည်းငယ်စဉ်တုန်းကပိုပြီးထင်ရှားပြီးတော့ကြီးလာရင်မှိန်သွားတတ်ပါတယ်။သူတို့ရဲ့မျက်လုံးတွေကကြီးမားပြီးမျက်အိမ်ဝိုင်းပါတယ်။အစိတ်ရှိမွေအများစုရဲ့မျက်လုံးအိမ်ကဒေါင်းလိုက်ချွန်ထွက်နေတာမျိုးဖြစ်တတ်တာကြောင့်မျက်လုံးကိုကြည့်ပြီးလဲခွဲနိုင်ပါတယ်။ငန်းဆောင်မွေကိုဘယ်လိုနေရာမျိုးတွေမှာတွေ့ရတယ်လဲဆိုတာကြည့်ရအောင်။သူတို့ဟာကျမတို့ပတ်ဝန်းကျင်မှာအတွေ့အများတဲ့မွေမျိုးစိတ်ဖြစ်ပြီးဒါကြောင့်လေလူတွေနဲ့မကြာခဏထိတ်တိုက်တွေ့တတ်ပါတယ်။တစ်တော်တွေလဲကွင်းနေနားမှာတွေ့ရတတ်ပါတယ်။အစာရှာဖွေဖို့အတွက်အထူးသဖြင့်ကြွက်တွေရှိတဲ့နေရာတွေကိုပိုပြီးနှစ်သက်ပါတယ်။ဒါပေမဲ့သူတို့ဟာလူတွေကိုအန္တရာယ်မပေးနိုင်ပါဘူး။ငန်းဆောင်မွေတွေဟာနေကင်းပိုင်းမှာရောညပိုင်းမှာပါလှုပ်ရှားတတ်တဲ့မွေမျိုးစိတ်ဖြစ်ပါတယ်။ဒါပေမဲ့အဓိကအားဖြင့်ညဘက်မှာပုံမှုလှုပ်ရှားပြီးအစာရှာဖွေတတ်ပါတယ်။သူတို့ဟာအလွန်တက်ကြွပြီးလျင်မြန်တဲ့အမဲလိုက်သမားတွေဖြစ်ပါတယ်။မြေပြင်ပေါ်မှာရောတစ်ပင်ပေါ်မှာပါကောင်းကောင်းလှုပ်ရှားနိုင်ပါတယ်။ပုံမှန်အားဖြင့်ရှက်တက်ပြီးကြောက်လန့်တတ်တဲ့မွေမျိုးစိတ်ဖြစ်ပါတယ်။လူတွေကိုတွေ့ရင်အရင်ဆုံးထွက်ပြေးဖို့ပဲကြိုးစားပါတယ်။ချင်းချောက်ခံရပြီလို့ထင်ရင်တော့သူတို့ရဲ့ကိုယ်ခန္ဓာကိုပြားလိုက်ပြီးပိုကြီးတယ်လို့ထင်အောင်လှုပ်တတ်ပါတယ်။ပြီးရင်ဒေါသတကြီးလှုပ်ရှားပြီးကြိုက်ဖို့ကြိုးစားနိုင်ပါတယ်။ဒါပေမဲ့ဒါဟာကိုကာကွယ်တဲ့အမူအရာတတ်တာဖြစ်ပါတယ်။အစိမ်မရှိတဲ့အတွက်ကြိုက်ခံရရင်တော့အနည်းငယ်နာကျင်တာကလွဲလို့ထိခိုက်မှုမရှိနိုင်ပါဘူး။သူတို့ရဲ့အဓိကအစားအစာကတော့ကြွက်ငယ်လေးတွေပဲဖြစ်ပါတယ်။ဒါ့အပြင်ငှက်တွေဖားတွေနဲ့အခြားသေးငယ်တဲ့သတ္တဝါလေးတွေကိုလည်းစားတတ်ပါတယ်။သူတို့ဟာသီးနှံတွေကိုဖျက်ဆီးတတ်တဲ့ကြွက်တွေကိုဖမ်းစားပေးတာကြောင့်လယ်သမားတွေအတွက်အကျိုးပြုတဲ့မွေမျိုးစိတ်လို့ပြောလို့ရပါတယ်။ငန်းဆောင်မွေတွေဟာဥတဲ့မွေမျိုးစိတ်ဖြစ်ပါတယ်။မိတ်လိုက်တဲ့ຢာတွေကတော့နွေရာသီကုန်ပိုင်းကနေမိုးဥရာသီအတွင်းဖြစ်တတ်ပါတယ်။ဒီချိန်ဥရင်9လုံးကနေ15လုံးထိဥတတ်ပါတယ်။ဥတွေကိုမြေကြီးအောင်တည့်ရွက်ပုံနဲ့ဒါမှမဟုတ်ပိတ်ခေါင်းတွေထဲမှာဖွက်ထားတတ်ပါတယ်။ဥတွေဟာ2လကနေ3လအထိချိန်ယူပြီးပေါက်ပါတယ်။ပေါက်လာတဲ့မွေငယ်လေးတွေကတပေဝန်းကျင်လောက်ရှိတတ်ပါတယ်။ငန်းဆောင်မွေတွေဟာကြွက်တွေရဲ့အရေးအတွက်ကိုထိန်းချုပ်ပေးတာနဲ့ဒေဟာစနစ်ကိုပြက်ညောင်ထိန်းညှိပေးပါတယ်။ဒါကြောင့်လေယာသီးနှံတွေကိုကာကွယ်ပေးရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။လူတွေရဲ့အစိတ်ရှိတယ်ဆိုတဲ့မှားယွင်းတဲ့ကြောက်ရွံ့မှုကြောင့်မလိုအပ်ဘဲတက်ဖြတ်ခံရတာနေထိုင်ရာဒေသတွေပျက်စီးဆုံးရှုံးတာတွေကသူတို့ရဲ့အဓိကချင်းချောက်မှုတွေပဲဖြစ်ပါတယ်။သူတို့ဟာအစိတ်မရှိတဲ့မွေမျိုးစိတ်ဖြစ်ပြီးလူသားတွေအတွက်အကျိုးပြုတယ်ဆိုတာကိုအများပြည်သူသိရှိနားလည်အောင်ပညာပေးဖို့အရေးကြီးပါတယ်။သူတို့ကိုတွေ့ရင်လုံးဝမတက်ဘဲတဘာဝအတိုင်းနေထိုင်ခွင့်ပေးဖို့တိုက်တွန်းကြပါတယ်။ငန်းဆောင်မွေတွေတွေ့ရင်သူ့ကိုအနီးကပ်မချင်းကပ်ပါနဲ့သူ့ဘာသာသူထွက်သွားအောင်လမ်းဖွင့်ပေးပါအကယ်၍အိမ်ထဲဝင်လာခဲ့ရင်ဝေဖန်ကျွမ်းကျင်သူတွေကိုခေါ်ပြီး
လုံခြုံစွာဖမ်းခိုင်းပြီးပြန်လှုပ်ပေးခိုင်းပါကိုယ့်ဘာသာကိုဖမ်းဖို့ကြိုးစားတာမျိုးမလုပ်ပါနဲ့အစိတ်မရှိပေမဲ့ကိုက်ခံရနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာငါးစားငွေအကြောင်းကိုပြည့်ပြည့်စုံစုံပြောပြပေးခဲ့ပါတယ်အရေးကြီးဆုံးကတော့ငါးစားငွေဟာအစိတ်လုံးဝမရှိတဲ့ငွေမျိုးစိတ်ဖြစ်တယ်ဆိုတာကိုအခုဆိုရင်ရှင်းရှင်းလင်းလင်းနားလည်သွားပြီလို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ငွေကြောင်းဗီဒီယိုတွေအတွက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်